ကထွက်လာတဲ့ဒီညီမလေးတယောက်ပြောပြဒီသတင်းကလုံးဝအမှန်ဖြစ်ပါတယ်။အထက်စင်နဲ့လှုပ်ထားတဲ့အစကိုသူတို့တောက်မဲ့ဘီယာခွက်ထဲမှာနှိုက်လိုက်တယ်။အဲ့လိုမျိုးတောက်ပြီးရဲ့နောက်မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်ထွက်လာတဲ့ဒီညီမလေးတယောက်ပြောပြဒီသတင်းကလုံးဝအမှန်ဖြစ်ပါတယ်ဆိုတော့သူတို့ကြိုက်တဲ့ယောက်ျားတွေသူတို့စပွန်ဆာကောင်းကောင်းပေးနိုင်တဲ့ယောက်ျားတွေဆိုလို့ရှိရင်သူတို့တောက်မဲ့ဘီယာခွက်ထဲမှာပေါ့နော်အောက်လန်းနည်းပညာနဲ့အထက်ဆင်အောက်လိုင်းနည်းပညာနဲ့လုပ်ထားတဲ့အထက်ဆင်ကိုအဲ့ဒီသူတို့တောက်မဲ့ဘီယာခွက်ထဲမှာနှိုက်ပြီးတော့တောက်တယ်ဆိုလို့ရှိရင်သူတို့မှသူတို့ဆွဲလန်းလာအောင်တစ်ချိန်လုံးသူတို့လိုရင်ဆန္ဒကိုဖြည့်ဆည်းအောင်အိမ်ကမိန်းမနဲ့ကွာရလဲနောက်ပိုင်းကျရင်ပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုပ်လို့ရတယ်ဆိုတဲ့အရာအဲ့ညီမလေးပြောပြပါပေါ့နော်ဆိုတော့သူနဲ့ကိုနဲ့လည်းမမျော်လင့်ပဲနဲ့မီတင်တစ်ခုမှတွေ့တာ သူကတီဗီမှာလုတ်ခဲစင်ကအထုပ်အချုံလေးတွေကိုပြောပြတာဖြစ်တယ်။ sharing လုတ်ပေးရပါတော့ဒီလိုမျိုးတွေရှိရဲနာမည်အပြည့်စုံပဲကတီဗီဆိုတော့မပြောပြတော့ဒါပေမဲ့အဲကြောင့်မလို့ကိုယောက်ျားတွေကတီဗီကမိန်းကလေးတွေကိုပဲတန်းဆွဲဖြစ်တယ်။အိမ်မှာရှိနေတဲ့မိန်းမကိုမချစ်တော့ဘူး၊ကွာမယ်၊ကွဲမယ်ဆိုလို့ရှိရင်လေသူကတကယ်မေတ္တာစိတ်နဲ့ချစ်သွားလားသူမဟုတ်ပေါ့နော်။ဒီလိုမျိုးအောက်လန်းလေးနဲ့အလောက်ခံရတာလားဆိုတာတစ်ချက်စစ်ဆေးဖို့လိုတယ်။ဘာလို့လဲဆိုလို့ရှိရင်အဲ့ညီမလေးပြောပြချက်အရာဆိုလို့ရှိရင်ကွာသူတို့စပွန်ဆာကောင်းပေးနိုင်တဲ့ယောက်ျားကြီးဆိုလို့ရှိရင်သူတို့တောက်မဲ့အရက်ထဲမှာအဲ့လိုမျိုးပေါ့နော်မျက်ရှင်းစင်ထားတဲ့အဲ့အထက်စင်နဲ့လှုပ်ထားတဲ့အစကိုသူတို့တောက်မဲ့ဘီယာခွက်ထဲမှာနှိုက်လိုက်တယ်အဲ့လိုမျိုးတောက်ပြီးရဲ့နောက်ပိုင်းဆိုလို့ရှိရင်တစ်ချိန်လုံးသူတို့ကိုပဲချစ်သွားတယ်သူတို့ရဲ့လိုရင်ဆန္ဒသူတို့ဒီလိုမျိုးသူတို့ကိုပဲမှုန်သွားတာမျိုးကွာမိန်းမပဲရှိခလေးပဲရှိဒါတွေကိုမတွေးနိုင်တော့တဲ့အချိန်ဖြစ်သွားတယ်ဆိုတာမျိုးအဲ့ညီမလေးပြောပြတဲ့ကိုတွေ့ပေါ့နော်အဲကြောင့်ကတီဗီကမိန်းကလေးနဲ့ညာသွားတာပဲဖြစ်ဖြစ်ကတီဗီကမိန်းကလေးကိုမခွဲနိုင်လို့အင်ကပြဿနာကိုရှာခဲ့တယ်ဆိုရင်တောင်မှဒီလိုမျိုးအကြောင်းအရာတွေရှိရဆိုတာလေးကိုကျွန်မတစ်ချက်ပြန်ပြီးမှ sharing လုပ်ပေးရဖြစ်တယ်အဲ့ညီမလေးကကြတော့သူကိုယ်တိုင်လည်းကတီဗီမှာလုပ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းအရာကိုတော့ social platform ပေါ်မှာတက်ပြီးတော့သူမတင်ဘူးပေါ့နော်ဒါပေမဲ့ဒါလေးတွေတစ်ချက်ရှိတယ်ဆိုတဲ့အရာလေးကို तू ကသိစေချင်တယ်မြင်စေချင်တယ်ကြားစေချင်တယ်ဆိုပြီးတော့မှကျမတို့ meeting မှာပေါ့နော် meeting ဒီတင်နန်းတစ်ခုပါ business နဲ့ပတ်သက်တဲ့တင်နန်း तू ကအခုလဲ KTV မှာမလုပ်တော့ပါဘူးतू အခုလဲကိုပိုင်စီးပွားရေးတစ်ခုလုပ်နေပြီပေါ့နော် brand owner တယောက်ဖြစ်နေပြီအထည်ဆိုင်လုပ်ငန်းရှင်တယောက်ဖြစ်နေပါပြီဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေရှိရဆိုတာလေးကိုဒီကနေပြီးတော့ပြပြရချင်းဖြစ်ပါတယ်ဆိုတော့ဒါကတော့တကယ်တော့ပေါ့နော်မလုတ်တင်မလုတ်ထိုက်ဘူးဆိုပေမဲ့သူတို့ဘက်ကတွေးရင်တော့သူတို့ကတော့သူတို့စပွန်ဆာရဖို့သူတို့သိရမလားငွေသူတို့ကိုငွေကောင်းကောင်းပေးနိုင်တဲ့သူတွေကိုဆိုတော့သူတို့ဘက်ကကြံဖန်တာဖြစ်ပေမဲ့တစ်ဖက်မှာမိသားစုတွေကွဲကွာရတာတွေရှိတယ်ဘယ်လိုပြောမလဲတလင်းတမယာစနစ်တရားတစ်ခေတ်မှာကဖောက်ပြတာတွေအများများတယ်အိမ်ထောင်ရေးဖောက်ပြန်တာတွေအိမ်ထောင်ရေးပဏိပခတွေသိရမလားအငယ်နှောင်းနေတာတွေအများများလာတဲ့ခေတ်ကြီးချင်းမှာဒီလိုအရာလေးတွေလည်းရှိရဆိုတဲ့အရာလေးကိုကျွန်မကနေပြီးတော့ထပ်ပြီးတော့ share လုပ်ပေးချင်တာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေတဲ့နေ့လေးဖြစ်ပါစေရှင်